Michael B. Jordan ရဲ့ကုတ်ပိုးမှာတက်ထားတဲ့ရင်ထိုးလေးကိုတင်တတိထားမိလားသူအော်စကာဆုရရှိခဲ့ပေမဲ့ဘာလို့အပြည့်အဝမပျော်ရွှင်နိုင်ခဲ့တာလဲဆိုတာအံ့ဩစရာတော့မဟုတ်ပါဘူးသူ့နာမည်ကိုကြီးညာလိုက်တဲ့အချိန်မှာသူ့ရဲ့ပထမဆုံးတုံ့ပြန်မှုဟာပျော်ရွှင်နေတာမျိုးမဟုတ်ခဲ့ပဲတိတ်ဆိတ်ပြီးစိတ်လှုပ်ရှားနေပုံပေါ်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပတ်က Gold Award မှာလည်းဒီလိုပဲဖြစ်ပျက်ခဲ့ပြီးသူ့ရဲ့တုံ့ပြန်မှုဟာအောင်ပွဲခံတာထက်ပိုပြီးတော့လွှမ်းမိုးနေတယ်လို့ခံစားခဲ့ရပါတယ်အဖြေကတော့သူတမင်တကာသူ့ကော်လာနောက်မှာတက်ထားတဲ့ရင်ထိုးလေးမှာရှိနေနိုင်ပါတယ်အရင်ကအော်စကာပွဲတွေမှာတော့ Michael ဟာလက်ဝတ်ရတနာတွေကိုလူတိုင်းမြင်နိုင်တဲ့ရင်ဘတ်မှာပဲဝတ်ဆင်လေးရှိပါတယ်ဒီတစ်ခါမှာတော့နေရာချထားမှုကတိမ်မွေ့ပြီးကိုရေးကိုရာဆန်တွေကမိမောင်းထိုးပြမှုတွေကနေဖုံးကွယ်ထားတယ်လို့ပါပဲဒီအထူးပြုလုပ်ထားတဲ့ရင်ထိုးလေးဟာသူ့ရဲ့ကွယ်လွန်သူတငယ်ချင်း Chadwick Boseman နဲ့နီးကပ်စွာဆက်ဆက်နေတဲ့ Dave Bierman အမတ်တစိတ်ကဖြစ်ပါတယ်သူတို့နှစ်ဦးဟာ Black Panther ကားမှာအတူတူအလုပ်လုပ်ရင်းခိုင်မြဲတဲ့တန်ရောစင်ကိုတိစောက်ခဲ့ကြတာဖြစ်ပြီး Chadwick ဟာသူ့ဘဝရဲ့အရေးကြီးတဲ့အချိန်တွေမှာဒီအမတ်တစိတ်ကိုဝတ်ဆင်လေးရှိတယ်လို့လူသိများပါတယ် Chadwick ဟာသူ့အတွက်ဘလောက်အထိအတိတ်ပဲရှိကြောင်း Michael ကမကြာခဏပြောလေးရှိပါတယ်အင်တာဗျူးတော်တော်များများမှာလည်းအခုလိုမှတ်တိုင်တွေကိုမြင်တွေ့ဖို့အတွက် Chadwick တယောက်ဒီမှာရှိနေစေချင်သေးတယ်လို့သူဝန်ခံခဲ့ပါတယ်နှစ်အတော်ကြာသွားတဲ့တိုင်အောင်အဲ့ဒီဟာကွက်ကပျောက်ကွယ်မသွားခဲ့ပါဘူးဂုံပြူပွဲတွေတက်ရောက်တာကနေအိမ်မှာအမတ်တရပစ္စည်းလေးတွေတင်စီထားတာအထိ Michael ဟာသူ့ကိုနီးလန်းမျိုးစုံနဲ့ဆက်လက်ဂုံပြူနေစေပါဒါကြောင့်လည်းသူ့ရဲ့ Oscar အောင်မြင်မှုအခိုက်အတန့်ကတခြားသူတွေနဲ့ကွဲပြားနေတာဖြစ်နိုင်ပါတယ်တခါတလေမှာအကြီးမားဆုံးအောင်မြင်မှုတွေဟာအလေးလံဆုံးစိတ်ခံစားမှုတွေကိုလည်းတည်ဆောင်လာတတ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီအောင်မြင်မှုကိုဘယ်သူနဲ့အတူတူမျှဝေခံစားတင်တယ်လဲဆိုတာတင်အတိအကျသိနေလို့ပါပဲ